ဘယင်ကြီးကအမတ်တွေကိုကျမလိုဥပြရမယ်လို့အမိန့်ပေးလိုက်တယ်အားလုံးကတကယ်ပဲကြက်ဥတွေထုတ်ပြနိုင်ကြတယ်ဒါပေမဲ့ဥပေါ်ဦးတယောက်ထဲမှာတော့ကြက်ဥတစ်လုံးတောင်မရှိဘူးအဲ့ဒီချိန်မှာသူလှုပ်ခဲ့တဲ့အရာကဘယင်ကြီးတောင်ရေမောသွားရတယ်ဒါရင်မကသေးပါဘူးတနည်းတော့ဘယင်ကြီးမြင်းပေါ်ကနေလဲကျသွားတဲ့အချိန်မှာလဲဥပေါ်ဦးကထပ်ပြီးအံ့ဩစရာတစ်ခုလုပ်ခဲ့ပြန်တယ်သူဘလို့လုပ်ခဲ့လဲမင်္ဂလာပါမိုင်းဘလူးပရိသတ်ကြီးရေဒီနေ့မှာတော့မြမသမိုင်းမှာအင်မတန်ထင်ရှားတဲ့ကုန်းပေါင်ခေတ်ကဘိုးတော်ဖျားပဒုံမင်းကြီးနဲ့စကားအရာမှာပြိုင်ပတ်ကင်းလာတဲ့အတွင်းဝင်မင်းဥပေါ်ဦးတို့ရဲ့သမိုင်းဝင်ဟာတာပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကုန်းပေါင်ခေတ်နန်းတော်ကြီးထဲမှာပေါ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘိုးတော်ဖျားဟာအင်မတန်ဖုံးတကိုးကြီးမားသလိုတခါတလေမှလည်းအမတ်တွေကိုနောက်ပြောင်ပြီးညံဆိုင်ရတာကိုသိဝါသနာပါတဲ့ဘုရင်ကြီးပါနန်းတော်ထဲမှာဘုရင်ကြီးအချစ်ဆုံးနဲ့အားကိုးရဆုံးအမတ်ကတော့အတွင်းဝင်ဥပေါ်ဦးပေါ့ရှင်ဥပေါ်ဦးကညံကောင်းလို့တော့ဘုရင်ကြီးကတခါတလေသူ့ကိုနိုင်ခြင်းတယ်လူပုံအလင်းမှာအဖြေခက်တဲ့မိကုန်းနေမိပြီးအဆက်ခွဲခြင်းတယ်ဒါပေမဲ့ဥပေါ်ဦးကအမြဲတမ်းအကင်းပါပါနဲ့လွတ်သွားတယ်တနေ့တော့ဘရင်ကြီးကညီလာခံမစပဲဥပေါ်ဦးမရောက်လာသေးတဲ့အချိန်မှာတခြားအမတ်ကြီးတွေကိုအကုန်ခေါ်လိုက်တယ်ပြီးတော့အမတ်ကြီးတယောက်ချင်းစီရဲ့လက်ထဲကိုချက်ဥပြုတ်တစ်လုံးစီလှူးဝတ်ထည့်ပြီးလိုက်တယ်ဟေးအမတ်ဒီနေ့ညီလာခံမှာငါကိုတော်ကမင်းတို့ရေကန်နဲ့ဆင်းပြီးကျမတွေလို့ဥကြစမ်းလို့အမိန့်ပေးမယ်အဲ့ဒီခါကျရင်မင်းတို့ကရေထဲဆင်းပြီးငါကိုတော်ပေးထားတဲ့ဒီချက်ဥပြုတ်တွေကိုဖင်အောက်ကနေထုတ်ပြီးပြကြရမယ်ကြားလားအမတ်တီကလည်းဘရင်ကြီးဥပေါ်ဦးပညာပြတော့မယ်ဆိုတာသိလို့မှားလာပါဖျားစိတ်ချတော်မူပါဆိုပြီးကြိတ်ရဲနေကြတာပေါ့ဘရင်ကြီးရဲ့အကြံရှင်းပါတယ်ဥပေါ်ဦးကြတော့ကြက်ဥကျူမပေးထားဘူးညီလာခံမှာအကုန်လုံးကဥပြနိုင်ပြီဥပေါ်ဦးတယောက်ထဲဥမဥပြနိုင်တဲ့ခါကြရင်ဟာပေါ်ဦးမင်းကအတော့မကြဘူးဆိုပြီးလူပုံအလဲမှာလှောင်ပြောင်းဖို့စီစဉ်ထားတာပါပဲခဏနေတော့ညီလာခံစပါပြီဘရင်ကြီးကရွှေပလင်ပေါ်မှာဟန်ကြီးပန်ကြီးနဲ့ထိုင်နေတယ်အမတ်တီအကုန်လုံးကလည်းခေါင်းငုံပြီးနေရာယူထားကြတယ်ဥပေါ်ဦးကလည်းရှေ့ဆုံးတန်းမှာဝင်ထိုင်လိုက်တယ်ဘရင်ကြီးကနှကန်းကိုတွင့်ယုံလေးပြုံးပြီးအတန်ကြီးဟင်းကအမိန့်ပေးလိုက်တယ်အမတ်တို့ငါကိုတော့မနိညကထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်တယ်ကွာငါရဲ့အမတ်တွေဟာသစ္စာရှိရင်ကျမကြီးတွေလို့ဥနိုင်စွမ်းရှိရမယ်တဲ့ဒါကြောင့်အခုချက်ချင်းနန်းတော်ရှိကရေကန်လေးကိုဆင်းကြပြီးရင်ကျမတွေတို့တုံပြီးကြက်ဥတစ်လုံးစီဥပြကြစမ်းမဥနိုင်တဲ့သူကိုငါကိုတော့ပြင်းပြင်းတန်တန်အပြစ်ပေးမယ်တွားကြစမ်းလို့អော်လိုက်တယ်ဥပေါ်ဦးမျက်လုံးပြူးသွားတယ်ဟာဒုက္ခပါပဲလူကဘလူလို့ဥလို့ရမှာလေဘရင်ကြီးတို့ငါတို့ကိုပြဿနာရှာနေပြီလို့စိတ်ထဲကတွေးလိုက်တယ်ဒါပေမဲ့တခြားအမတ်ကြီးတွေကတော့လုံးဝမကြောက်တဲ့အပြင်မှန်လားပါဗျာအရှင်မင်းကြီးရဲ့ဘုံတကူကြောင့်ဥပြပါမယ်ဆိုပြီးခတ်တီတီနဲ့ရေကန်စီကိုပြေးသွားကြပါတော့တယ်ဥပေါ်ဦးလည်းမထူးပါဘူးဆိုပြီးအနောက်ကနေလိုက်သွားတာရေကန်သားလေးရောက်ရောဘိုက်ရွှေခေါင်းပေါင်းကြီးတွေနဲ့အမတ်ကြီးတွေအကုန်လုံးကရေထဲကိုဘွမ်နဲ့ခုန်ဆင်းကြပါတော့တယ်ဘရင်ကြီးကလည်းကံပေါင်းပေါ်ကနေလက်နောက်ပစ်ပြီးပြုံးစီးစီးနဲ့ကြည်နေတယ်ရေထဲရောက်တော့အမတ်ကြီးတွေကဘရင်ကြီးတင်ပေးထားတဲ့အတိုင်းတကိတ်ကျမကြီးတွေလိုတရုပ်ဆောင်ကြတော့တာပါပဲလက်နှစ်ဖက်ကိုဘေးမှာကပ်ပြီးကြက်တောင်မလို့ခတ်ကြတယ်ပြီးတော့မှအမတ်တယောက်ချင်းစီကသူတို့လက်ထဲမှာကြိုးဝှက်ထားတဲ့ကြောက်ပြုတ်လေးတွေကိုရေအောက်ကနေဆဲယူပြီးမှလာပါဗျာကျွန်တော်မျိုးဥတလုံးဥပြီးပါပြီဗျာဆိုပြီးဘရင်ကြီးကိုမြှောက်ပြကြတယ်ဘရင်ကြီးကအေးတော်တယ်ဆိုပြီးသဘောကျနေတာပေါ့ရေကန်ထဲမှာအမတ်တွေအကုန်လုံးကြောက်ဥတွေကိုစီထုံးပြနေကြပြီ
အဲ့ဒီအချိန်မှာဦးပေါ်ဦးအလှည့်ရောက်လာပါပြီဦးပေါ်ဦးကရေထဲမှာရက်နေတယ်သူ့လက်ထဲမှာကြက်ဥမရှိဘူးဘရင်ကြီးကဥပေါ်ဦးကိုကြည့်ပြီးလှောင်ပြုံးကြီးပြုံးကမေးလိုက်ရဲ့ဟဲ့ပေါ်ဦးတခြားအမတ်တွေအကုန်လုံးဥပြီးကြပြီမင်းရဲ့ဥကဖမလဲဥမဥနိုင်ရင်အမိန့်တော်ဖီဆန်မှုနဲ့မင်းကိုအပြစ်ပေးရလိမ့်မယ်အမတ်တွေအကုန်လုံးကလည်းဟာဒီတခါတော့ပေါ်ဦးအဆက်ကွဲပြီဟေးပြဿနာတက်ပြီဆိုပြီးဝိုင်းရဖို့ပြည့်နေကြတယ်အဲ့ဒီအချိန်မှာဦးပေါ်ဦးကချက်ချင်းပဲအချင်းကြီးကိုရိပ်မိသွားတယ်။အော်သူတို့တွေကြိုပြီးကြံစီထားကြတာကိုငါ့ကိုအဆက်ခွဲကျင်တာပေါ့လေ။ဦးပေါ်ဦးကမျက်နှာကိုခတ်တီတီလှုပ်လိုက်တယ်။ပြီးတော့ရေထဲကနေမတ်တက်ရက်ပြီးသူ့ရဲ့လက်နှစ်ဖက်ကိုနှုတ်ပစ်ကရင်ပတ်ကြီးကော့လိုက်တယ်။ပြီးတော့တကယ့်ခွက်တောင်းကြက်ဖကြီးတစ်ကောင်လိုခြီလန်းကြေးကြီးတွေနဲ့ရေထဲမှာရှောက်ပြတယ်။ပြီးတာနဲ့အတန်ကိုအကျေကြီးဟစ်ပြီးအော်ဆိုပြီးဒီကကြက်ဖကြီးတစ်ကောင်လိုအတန်ကိုအော်တွန်ပါတော့တယ်ဘရင်ကြီးရောအမတ်တွေရောအကုန်လုံးမျက်လုံးပြူးသွားကြတယ်ဟေးပေါ်ဦးဖာလို့တာလေပေါ့ဥပေါ်ဦးဟာရေထဲကနေဘရင်ကြီးကိုလက်အုပ်ချပြီးဒူးလေးတိုက်ကရှောက်တင်လိုက်တယ်မှန်လားပါအရှင်မင်းကြီးအရှင်မင်းကြီးမြင်နေအတိုင်းပါပဲဖေဟာရေကန်ထဲမှာအခုဥနေတဲ့သူတွေအကုန်လုံးကကြက်မတွေကြီးပါပဲဖေဟာကျွန်တော်တို့မျိုးကတော့အဲ့ဒီကြက်မတွေအကုန်လုံးကိုမျိုးအောင်မျိုးစီပေးရတဲ့ကြက်ဖကြီးဖြစ်နေလို့ပါဖေဟာဒါကြောင့်တပည့်တော်မှာဥစီရဥမရှိပါဘူးဖေဟာလို့ရှောက်တင်လိုက်ပါတော့တယ်ဟဲ့ဘရင်ကြီးဟာဥပေါ်ဥရဲ့ဖြည့်ရှင်းချက်ကိုကြားလိုက်ရတဲ့အခါမှာတော့အံ့ဩသွားရကနေဒေါသထွက်ဖို့တောင်မိသွားပြီးဟာဆိုပြီးပါဇက်အဟောင်းသားနဲ့အတန်ကုန်ရေမောပါတော့တယ်ဘရင်ကြီးကရေလုံးလိုမျက်ရည်တွေတောင်ထွက်လာတယ်အေးပါပေါ်ဦးရအေးပါမင်းကတော့တိတ်ညံများတဲ့ကောင်ပဲငါကိုတော့မင်းကိုအရှုံးပေးပါတယ်ကဲကြက်ဖာကြီးရေထဲကတက်ခဲ့တော့ကြံတဲ့ကြက်မတွေလည်းတက်ခဲ့ကြတော့ဟီးဆိုပြီးအားလုံးကိုခွေလွတ်ချီးမွမ်းလိုက်ပါတော့တယ်အမတ်တီအကုန်လုံးလဲဥပေါ်ဥကိုပညာပြဖို့ကြံစီရကနေသူတို့ကိုယ်တိုင်ကြက်မတွေဖြစ်ပြီးအဆက်ကွဲသွားလို့ခေါင်းလေးတွေကုတ်ပြီးရေထဲကတက်လာကြပါတော့တယ်တနေ့တော့အခါဝဲဘိုးတော်မင်းတရားကြီးဟာမှုမတ်အချွေအယံများနဲ့တကွမြင်းတော်ကိုစီးနှင်းပြီးနေပြီးတော့ပြင်ပကိုလှဲ့လေကြည့်ရှုတော်မူတဲ့အမတ်ကြီးဥပေါ်ဦးဟာလေမြင်းတစည်းကိုစီးပြီးဘရင်မင်းမြတ်ရဲ့အနောက်ကနေကက်လျက်လိုက်ပါလာလေရဲ့ထို့သို့သွားလာနေစဉ်မှာပဲဘရင်မင်းမြတ်စီးနှင်းလာတဲ့မြင်းတော်ဟာကျင်းချိုင်တစ်ခုကိုမမြင်မဲ့ခလုတ်တိုက်မိပြီးဘိုးတော်မင်းတရားကြီးဟာမြင်းပေါ်ကနေမြေပြင်ပေါ်သို့ဖင်ထိုင်လျက်ကျသွားပါတော့တယ်အမတ်တွေနဲ့ပြည်သူတွေရဲ့ရှေ့မှာပြုတ်ကျသွားတာမို့မင်းတရားကြီးဟာအလွန်တရာရှက်ရွံ့သွားပြီးမျက်နာတော်ညီမင်းကဒေါသထွက်လူဆဲဆဲဖြစ်နေတာပေါ့မိတို့ကိုအမျက်တော်ရှာမလဲဆိုတာမှုမတ်ဒီအားလုံးတုံလုံးနေကြစင်ပါပဲအနောက်ကဥပေါ်ဦးဟာမိမြင်းခလုံးမတိုက်ပဲလျက်နဲ့မြင်းပေါ်ကနေအတင်းပစ်ချလိုက်ပြီးမြေပြင်မှာဖုံနေပြောင်ဒလိခောက်ဝေလိမ့်ပြလိုက်ပါတော့တယ်မင်းတရားကြီးဟာအံ့ဩသွားပြီးဒေါသထွက်ရမယ်အစားမီးမြန်းလိုက်တာကတော့ဟေ့ပေါ်ဦးမင်းခလုတ်တိုက်တာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့မြေပြင်ပေါ်ပစ်ချပြီးလိမ့်နေရတာလဲအဲ့ဒီအခါမှာတော့ဥပေါ်ဦးဟာဖုံပီနေတဲ့အဝတ်စားတွေနဲ့ပဲလက်အုပ်ချပြီးဒီလိုရှောက်တင်လိုက်ပါတယ်မှန်လားပါဖုံးတော်ကြီးမြန်လာတော့အရှင်မင်းကြီးတပည့်တော်ဟာအရှင်မင်းကြီးမြင်းပေါ်ကဆင်းသက်တော်မူတဲ့ဟန်အမူအရာကိုအလွန်သဘောကျလို့လိုက်ပြီးအတုခိုးကြည့်တာပါဖေဟာအရှင်မင်းကြီးရဲ့ဆင်းသက်ပုံကအင်မတန်ကြက်တည်ရှိလာပြီမိတပည့်တော်အတုခိုးတာကြတော့မြေပြင်မှာဖုံပြီးအချင်းလင့်ကြနေရရုံမရှိပါတော့လေဖေဟာ
မင်းတရားကြီးဟာဦးပေါ်ဦးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့မိမိရဲ့ရှက်ရွံ့နေမှုတွေပျောက်ကွယ်သွားပြီးအတန်ကိုကြေးလောင်စွာရေမောပါတော့တယ်ပေါ်ဦးမင်းစကားကအလွန်ကိုယဉ်ကျေးပြောင်မြောက်လာပြီလေငါကိုယ်တော်ရဲ့အဆက်ကိုမြင့်ညံနဲ့ဖုံးကွယ်စိတ်တင်ပြီးလိုက်ရင်အဲ့ဒီလိုနဲ့မင်းတရားကြီးကအမျက်တော်ပြီးနန်းတော်သို့ရွှင်လန်းစွာနဲ့ပြန်လေကြွမွန်းသွားပါတော့တည်းဒီကနေ့တင်ဆက်ပေးခဲ့တဲ့သမိုင်းဝင်ဟာတာပုံပြင်လေးကတင့်ကိုရေမောစေပြီးတွေးစရာလေးတစ်ခုခုရသွားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပေးပြီးအလုတ်ခွင်မှာအမြဲတမ်းအကြက်ရိုက်နေရတဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်း share ပြီးခွန်အားပေးလိုက်ပါအောင်ရှင်နောက်ထပ်လဲဒီလိုမျိုးသမိုင်းကြောင်းလေးတွေရေလဲရေရတယ်လို့ရင်ထဲကိုစူးနစ်သွားစေမဲ့ဇလန်းကောင်းလေးတွေကိုနားဆင်ဖို့ကျမတို့ရဲ့ Mind Bloom Cartoon Channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အချိန်ပေးပြီးအဆုံးထိနားထောင်ပေးခဲ့တဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဥပေါ်ဦးလိုဉာဏ်ပညာထက်မြက်ပြီးပြဿနာတိုင်းကိုအပြုံးနဲ့ကျော်လွှားနိုင်တဲ့အောင်မြင်သူများဖြစ်ကြပါစေရှင်